ဆရာတော်ဦးစောတိကလည်းသူ့ရဲ့အနာကိုဝိညာဉ်တစ်ကောင်ရောက်လာတဲ့အကြောင်းကောင်းကောင်းကြီးသိနေခဲ့ပြီးသူပြုတ်ခဲ့တဲ့မြတ်ကုသိုလ်ကောင်းမှုတွေကိုအမျှပေးဝေနေတော့တယ်။ဒါတည်းမကသေးပဲအဲ့ဒီဝိညာဉ်ငြိမ်းချမ်းသွားအောင်လဲသူတက်ဆွမ်းသမျှပညာတွေနဲ့မေတ္တာပို့ကဆူတောင်းပေးနေတော့တာပါ။တစ်ဆက်တည်းမှာပဲဆရာတော်သိလိုက်ရတာကမွေးပြတ်တဲ့တင်းရနံကိုရနေတာကြောင့်သူအနေနဲ့မှရှိနေတာကမကောင်းဆိုးအားမဖြစ်နိုင်ပဲမကျွတ်လက်သေးတဲ့ဝိညာဉ်ဖြစ်မယ်ဆိုတာပါပဲ။အဲ့ဒီချိန်မှာပန်းတီဗီမျိုးသမီးလေးကဆရာတော်ဦးစောတိကရဲ့အေးမြတဲ့မြတ်တာတက်ကိုလက်ခံလိုက်ကအေးချမ်းသွားပြီးပန်းတီဗီမျိုးသမီးလေးရဲ့နောက်ကနေတောက်ပတဲ့လင်းတန်းကြီးတစ်ခုထွက်လာတော့တယ်ဗျ။ပန်းတီဗီမျိုးသမီးလေးကဆရာတော်ဦးစောတိကရဲ့မြတ်တာဖို့ဆူတောင်းကြောင့်ပူလောင်နေတဲ့ဒေါသတွေရောပါသွားကသူ့ရဲ့ဝိညာဉ်ကလည်းငြိမ်းချမ်းလာတော့တယ်။ဒီလိုငြိမ်းချမ်းမှုကိုခံစားလိုက်ရတဲ့အတွက်ပန်းတီဗီမျိုးသမီးလေးလည်းဆရာတော်ဦးစောတိကရဲ့စွမ်းထက်ပုံကိုသိသွားခဲ့သလိုတရားထိုင်နေရင်တောင်မှသူရှိနေတာကိုသိသွားတယ်ဆရာတော်ဦးစောတိကရဲ့ပညာဉာဏ်ကြီးမားပုံကိုလည်းချီးကျူးမိသွားတော့တယ်။ပန်းတီဗီမျိုးသမီးလေးကခရမ်းရောင်ပန်းခင်းကြီးထဲမှာမလုံးမချက်နဲ့အချိန်တော်ကြာရက်နေခဲ့တာပါ။ဒါပေမဲ့အချိန်ခဏကြာမှတော့ဆရာတော်ဦးစောတိကကိုကြည့်နေရကနေရှေ့ကိုတလန်းချင်းလျှောက်လာခဲ့ပြီးအနီးနားမှာရှိသမျှဆရာတော်ဦးစောတိကရဲ့ဒီငြိမ်နေတဲ့မျက်နှာနဲ့အေးချမ်းတဲ့အသွင်ပြင်ကိုကောင်းကောင်းကြီးမြင်လာရတော့တယ်။ပန်းတီဗီမျိုးသမီးလေးကလည်းဆရာတော်ဦးစောတိကရဲ့စတီငိန်နဲ့အတွင်ပြင်ကိုမြင်လိုက်တာနဲ့ဒေါသတွေချုပ်တီးလို့မရအောင်ထွက်လာခဲ့ပြီးပညာစမ်းလိုစိတ်တွေပြင်းထန်လာခဲ့ပါတယ်။ဒါတည်းမကသေးပဲပန်းတီဗီမျိုးသမီးလေးကသူ့ရဲ့ရှေ့မှာအခုလိုမျိုးတရားရှုမှတ်နေတဲ့ဆရာတော်ကိုနှောက်ယှက်ခြင်းစိတ်တွေတစ်ဖွာဖွာနဲ့ပေါ်လာတော့တယ်ဗျ။အဲဒါကြောင့်မိမိမျိုးလေးကသူ့ရဲ့စွမ်းတွေကိုထုတ်သုံးလိုက်ပြီးတစ်ကိုင်းတွေကြိုးကြမတက်တီလေပြင်းတွေကိုတိုက်ခတ်အောင်ဖန်တီးလိုက်တယ်။ပန်းတီဗီမျိုးသမီးလေးကသူ့ရဲ့လုပ်ရကြောင်းဆရာတော်ဦးစောတိကရဲ့ဆရာရောင်ထွေပြောသွားမယ်ဆိုရင်ပဲသူ့အနေနဲ့အကြံစီအောင်မြင်သွားမှာဖြစ်ပြီးကြောက်လန့်တကြားဖြစ်သွားမယ်ဆိုတော့အတိုင်းထက်လွန်ကျင်းနေစရာဖြစ်ခဲ့မှာပါ။တစ်ချိန်တည်းမှာပဲပန်းတီဗီမျိုးသမီးလေးရဲ့အတွင်ပြင်ကလူတရက်လောက်ရှိတဲ့ခရမ်းရောင်ပန်းပင်ကြီးဖြစ်ကိုပြောင်းလဲသွားတော့တယ်။ဒီပင်ကြီးကတခြားပင်တွေထက်အစာပေါင်းများစွာအထိပုံမကြီးမားနေခဲ့ပြီးပန်းပွန့်တပွန့်ရဲ့ရွယ်စားကလည်းလူတစ်ယောက်ရဲ့ခေါင်းတစ်လုံးစာရွယ်စားလောက်ဖြစ်နေတော့တယ်။ဒီခရမ်းရောင်ပန်းပင်ကြီးကပန်းတီဗီမျိုးသမီးလေးရက်နေခဲ့တဲ့နေရာမှာပဲမမမမပေါက်နေခဲ့တဲ့အတွက်ဆရာတော်ဦးစောတိကရဲ့မလတ်မကတ်မှရှင်းနေခဲ့တာပါ။ပန်းတီဗီမျိုးသမီးလေးကပြောင်းလဲသွားခဲ့တဲ့အဲ့ဒီခရမ်းရောင်ပန်းပင်ကြီးရဲ့ကိုင်းခက်တွေကနွယ်ရှင်တွေတို့တလုံးလုံးဖြစ်နေခဲ့ပြီးမဲစာတော်ကြီးကိုတပတ်ပတ်လို့ရလောက်တဲ့အထိစမ်းထုံနိုင်ခဲ့သလိုမျက်စိတမိတ်အတွင်းမှာပဲသူ့ရဲ့နွယ်ပင်တွေကိုပြန်သိမ်းနိုင်တဲ့အထိအားကောင်းနေတော့တာပါခရမ်းရောင်ပန်းပင်ကြီးကနေထွက်နေတဲ့နွယ်ပင်တွေကနေတဆင့်ပန်းတီဗီမျိုးသမီးလေးရဲ့အတန်ကအခုလိုထွက်ပေါ်လာတော့တယ်။နင်းရဲ့ခန္ဓာကိုယ်ကငါရဲ့လက်ထဲမှာရှိတယ်။နင်ကငါအတွက်ပဲဖြစ်ရမယ်။နင်ကငါအပိုင်ဖြစ်ကိုဖြစ်ရမယ်။ပန်းတီဗီမျိုးသမီးလေးရဲ့အတန်ကိုဆရာတော်ဦးစောတိကရဲ့နားထဲမှာနားနဲ့ဆက်ဆက်ကြားကပ်လိုက်ရပါတယ်။အဲ့ဒီနောက်ခြုံပုတ်တွေကြားတွေကခရမ်းရောင်ပန်းပင်ကြီးကနေစမ်းထွက်လာတဲ့နွယ်ရှင်တွေကလည်းဆရာတော်ဦးစောတိကရှိရာစီကိုဥတီပြီးတော့တရွရွနဲ့တိုးလာနေတော့တယ်ဗျ။အဲ့လိုနဲ့ဒီနွယ်ရှင်တွေကရှေလာတာနဲ့အမျှသူတို့ရဲ့ရွယ်စားကကြီးမားတုတ်ခိုင်လာခဲ့ပြီးဆရာတော်ဦးစောတိကရဲ့ခန္ဓာကိုယ်နားထိရောက်လာပါတော့တယ်။ဆရာတော်ဦးစောတိကလည်းပန်းတီဗီမျိုးသမီးလေးရဲ့အတန်ကိုကြားလိုက်ရတာကြောင့်တရားထိုင်နေရကနေမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်စိချင်းမှာတလှုပ်လှုပ်ဖြစ်နေတဲ့နွယ်ရှင်ပင်ကြီးကိုချက်ချင်းမြင်သွားခဲ့တော့တယ်။ကိုရောကဒီခန္ဓာကိုယ်ကိုအိမ်တစ်ခုလိုသဘောထားပြီးတရားထိုင်နေတဲ့ဘုန်းကြီးတစ်ပါးပါ။ဘွယ်နာမေကဦးစောတိကလို့ခေါ်ပါတယ်။ဒီနေ့မှဒီခန္ဓာကိုယ်ကြီးကိုထားခဲ့ပြီးထွက်သွားရမှာဖြစ်လို့ဒီခန္ဓာကိုယ်ကိုရောကမဖတ်တွေ့ပါဘူး။မင်းအတွက်လည်းဒီခန္ဓာကိုယ်ကြီးကအသုံးမဝင်သလိုကိုတော်လည်းမင်းကိုပေးလို့မရပါဘူးအဓိကမင်းရဲ့စိတ်ကတန်ရှင်းစင်ကြယ်နေဖို့ပဲလိုပါပဲဒါဆိုမင်းမှလည်းဒီငြိမ်အေးဆေးတဲ့အသွင်ပြင်ကိုရလာပါလိမ့်မယ်ကွယ်အမအခုမှရောက်လာတဲ့ဘုန်းကြီးကငါပြောတာကိုညင်းရဲတယ်ပေါ့ဟုတ်လားနေကုန်နေဘာများမှတ်နေလဲနေငါကိုမကြောက်ဘူးလားမကောင်းမှုတွေလုပ်နေတာကိုဒီမှာတွေမဲ့ရက်တန့်လိုက်ပါတော့ဒကမာကြီးကအစွဲလန်းတစ်ခုကြောင့်ဘဝမကူးနိုင်ဖြစ်နေတာကိုအခုလိုတွေဆက်လုံနေရင်ဒေချာပေါက်ငရဲကိုကြလိမ့်မယ်ငရဲကိုကြသွားရင်ဒီထက်ပိုပြီးဆိုးရွားတဲ့အရာတွေကိုကြုံရလိမ့်မယ်ရက်တန်းကရက်ပြီးအာကုသူတွေနဲစထက်နေအောင်နေပါတော့ဒကမာကြီးအမတဲလေးစကားများတဲ့ဘုန်းကြီးပါလေငါကနေကိုကောင်းကောင်းညီနိုင်နေတာနေငါတဘောမတူဘူးကိုဒါကနေဝင်းကြီးကိုနှုတ်ယူဖို့ငါကိုစိန်ခေါ်လိုက်တာနဲ့အတူတူပဲ
ပန်းထေဝီမျိုးသမီးလေးလည်းအခုလိုပြောပြီးချင်းမှာပဲခရမ်းအောင်ပန်းပင်ကြီးကနေကြီးမားရှည်လျားလာတဲ့နွယ်ကြီးတစ်နွယ်ထွက်လာခဲ့ရာအဲ့ဒီနွယ်ပင်ကြီးကဆရာတော်ဦးစိုးတိကရဲ့တဲစီကိုအလင်းအမြန်တိုးဝင်သွားတော့တယ်ဒီလိုနဲ့နွယ်ပင်ကြီးကနှစ်ပင်ဖြစ်သွားခဲ့ပြီးဆရာတော်ဦးစိုးတိကရဲ့တဲစီကိုတဟုန်တိုးနဲ့ပြေးဝင်နေခဲ့ကြပါတယ်ဆရာတော်ဦးစောတိကလည်းသူ့ရဲ့လက်ပင်သားမှာရှိနေတဲ့နွယ်ပင်ရှည်ကြီးတွေကိုစိတ်ထဲမှာအာရုံမထားပဲအခုလိုစိတ်လက်မန်းပါလုပ်နေတဲ့ပန်းတီဝီမျိုးသမီးလေးကိုမေတ္တာပို့ဆုတောင်းပေးနေခဲ့ပါတယ်။ဆရာတော်ဦးစောတိကရဲ့မေတ္တာတက်တဲ့ကြောင့်နွယ်ပင်တွေကဆရာတော်ဦးစောတိကရဲ့လက်ပင်ကိုညှစ်ဖို့မပြောနဲ့အနားအောက်တောင်မကတ်နိုင်ဖြစ်နေတဲ့အတွက်အနောက်ကိုပဲပြန်ဆုတ်သွားရတော့တယ်ဗျာ။